Israel-Iran စစ်ပွဲဟာ9ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။နိုင်ငံချင်းချင်းတိုက်တဲ့စစ်ပွဲတွေထဲမှာဒီစစ်ပွဲဟာရုရှားကယူကရိန်းကိုစတင်ကျူးကျော်တော့ကထက်ပိုပြီးပြင်းထန်ကြမ်းတမ်းတယ်လို့ထိခိုက်ကြဆုံးမှုလည်းများတဲ့စစ်ပွဲဖြစ်ပါတယ်။ဒါအပြင်ယူကရိန်းရုရှားလိုအိမ်နီးချင်းဟိုဘက်ဒီဘက်တိုက်ခိုက်ကြတာမဟုတ်ဘဲ Israel နဲ့ Iran ဟာဂျော်ဒန်နဲ့အီရတ်နိုင်ငံတွေပေါ်ဖြတ်ကျော်ပြီးအပြန်အလှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။တာဝေးပစ်ပဲ့ထိန်းတုံးတွေဘယ်လောက်ထိရောက်ရှိနိုင်တယ်လဲဘယ်လိုဖြစ်အားပြင်းတယ်လဲဆိုတာကိုလည်းဒီစစ်ပွဲမှာမြင်နေကြရပါတယ်။မနေ့ကဇွန်လ16ရက်ညပိုင်းအထိသိရသမျှအီရန်မှာလူပေါင်းအနည်းဆုံး224ယောက်သေကျေခဲ့ပြီဖြစ်ပြီးတော့ဒီထက်က90%လောက်ဟာအရက်သားတွေဖြစ်ကြပါတယ်။စစ်တပ်နဲ့ IRGC ထိပ်သီးခေါင်းဆောင်တွေအပါအဝင်နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုဖယ်ပြီးရင်တော့မှအရက်သားသေဆုံးမှုက200နီးပါးရှိပါတယ်။ဒဏ်ရာရသူကလည်း1500နီးပါးရှိလာပါပြီ။ အစ္စရေးဘက်မှာတော့အနည်းဆုံး24ယောက်သေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။ခုချိန်ထိသိရသမျှသေဆုံးသူအလုံးဟာအရက်သားတွေကြီးပဲလို့အစ္စရေးမီဒီယာတွေကရေးသားကြပါတယ်။ပြီးတော့ဒဏ်ရာရရှိသူလည်း400နီးပါးရှိလာပြီလို့ဆိုပါတယ်။မနေ့ကဇွန်16ရက်တရက်ထဲမှာတင်အစ္စရေးမှာဒဏ်ရာရရှိသူ100နီးပါးရှိခဲ့ပါတယ်။သဘောကတော့စစ်တပ်ထိပ်သီးခေါင်းဆောင်တွေနဲ့အစ္စလာမစ်တော်လှန်ရေးတပ် IRGC ရဲ့စစ်ဦးစီးချုပ်တွေသေဆုံးခဲ့တာတောင်မှအီရန်ဟာရပ်ပိုင်းအတွင်းမှာတိုက်ခိုက်မှုကိုအရှိန်မြင့်လာနိုင်တယ်ဆိုတာမြင်ရတာပဲဖြစ်ပါတယ်။အစောပိုင်းမှာတော့အစ္စရေးဟာအီရန်အနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်လာတော့မှာကိုဟန့်တားလိုတာကြောင့်တိုက်ခိုက်မှုကိုလုပ်ရတာလို့ဆိုထားခဲ့ပေမဲ့ခုတော့လေတံပြောင်းလာတာတွေ့ရပါတယ်။အဲ့ဒါကတော့အီရန်အစိုးရအပြောင်းလဲဖြစ်သွားနိုင်တယ်လို့ပြောလာတာပါ။ Clearly, some of these strikes have targeted Iranian leadership, military, nuclear scientists, and other leaders. So is regime change part of the effort here? Could certainly be the result because the Iran regime is very weak. I think it's basically left with two things. It's plans to have atomic bombs and ballistic missiles. That's basically what Iran has. They certainly don't have the people. ခု Israel ရဲ့တိုက်ခိုက်မှုကြောင့်အီရန်အစိုးရပြုတ်ကျသွားတဲ့အထိဖြစ်သွားနိုင်သလားဆိုတာပြောဖို့တော့စောသေးတယ်လို့အရှိအလဲပိုင်းရေးသုံးသပ်သူတွေကဆိုကြပါတယ်။ဒါအပြင်အီရန်အစိုးရပြုတ်ကျရေးဖြုတ်ချရေးဟာအစ္စရေးအစိုးရတစ်ဖွဲ့လုံးရဲ့သဘောထားလားနေတန်ယာဟုတဦးတည်းရဲ့သဘောထားလားဆိုတာကိုလည်းကွဲကွဲပြားပြားမသိရသေးပါဘူး။ဒါပေမဲ့ Hezbollah အားပြော့သွားတာ Hamas ကိုခုချိန်ထိဆက်လက်တိုက်ခိုက်နေတာနဲ့အီရန်ကြောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေနလန်မထူနိုင်တော့အောင်လုပ်ခဲ့ပြီးတော့ခုတစ်ချိန်တိုက်ခိုက်မှုဟာအီရန်ရဲ့တကယ့်ထိပ်သီးကောင်းဆောင်အားလုံးဒီပါပါသွားခဲ့တဲ့အတွက်နိုင်ငံအတွက်တင်မကဘဲနဲ့အလီခါမေနီအတွက်လည်းပုဂ္ဂိုလ်ရေးအရာသူ့ရဲ့လူယုံလက်ယုံတွေအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒီမှာစိတ်ဝင်စားကြကအလီခါမေနီဘေးကလက်ယုံတွေအကုန်လုံးကိုရှင်းပစ်ခဲ့ပေမဲ့အလီခါမေနီကိုအစ္စရေးကခြံထားခဲ့တာလားဒါမှမဟုတ်အလီခါမေနီကပဲလုံခြုံရေးကောင်းလို့ကြံခဲ့တာလားလို့မေးစရာရှိပါတယ်ဒါနဲ့ပတ်သက်လို့မနေ့ကပဲသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့အစ္စရေးဟာအလီခါမေနီကိုပါရှင်းပစ်ဖို့စီစဉ်ထားခဲ့ပေမဲ့ဒေါ်နယ်ထရမ့်ကတစ်ချက်လို့အမိန့်နဲ့ကန့်ကွက်ခဲ့တာကြောင့်မို့လို့အဲ့ဒီအစီအစဉ်ကိုပယ်ဖျက်ခဲ့တာပါတဲ့အီရန်ဟာအမေရိကန်ကိုနာမည်ထုတ်မပြောပေမဲ့အစ္စရေးနဲ့အတူတူသူတို့ရဲ့ရန်သူတွေအဖြစ်အမြဲတမ်းထည့်သွင်းပြောဆိုလေးရှိပါတယ်အစ္စရေးအီရန်စစ်ပွဲစတဲ့နေ့ကတည်းကအမေရိကန်ကသူ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့ပတ်သက်လို့အီရန်ကိုတောက်လျှောက်သတိပေးနေခဲ့ပါတယ်အစ္စရေးကအီရန်ကိုမတိုက်ခင်ရက်ပိုင်းလိုဇွန်လ17ရက်နဲ့12ရက်နေ့တွေကတည်းကအီရတ်၊ဘာရိန်း၊ကူဝိတ်၊ UAE အပါအဝင်အရှေ့အလယ်ပိုင်းနိုင်ငံတွေကတန်ယုံဝန်ထမ်းတွေစစ်တပ်မိသားစုဝင်တွေကိုအမေရိကန်အစိုးရကကယ်ထုတ်သွားခဲ့တာပါ။ခုချိန်ထိသိရသမျှတော့အမေရိကန်နိုင်ငံသားတယောက်မှသေကြေတာမျိုးမကြားရသေးပါဘူး။ဒါကြောင့်လဲအမေရိကန်တွေနဲ့ခုချိန်ထိအီရန်နဲ့အစ္စရေးကြားမှာသဘောတူညီမှုလုပ်ကြဖို့တတိပေးနေသေးတာလို့ယူဆရပါတယ်။ဒါပေမဲ့အလီခါမေနီယာဒီတစ်ချိန်မှာတော့အဆုံးစွန်ဆုံးထိဆက်သွားမဲ့အရေးအယောင်တွေမြင်နေရတယ်လို့သုံးသပ်သူတွေကဆိုကြပါတယ်။အလီခါမေနီဟာအမေရိကန်ကိုနာမည်တက်ပြီးထည့်ပြောလို့မရှိပေမဲ့ပြီးခဲ့တဲ့နှစ် Hezbollah ခေါင်းဆောင် Hassan Nasrallah တပ်ဖြတ်ခံရချိန်အောက်တိုဘာတုန်းက9နှစ်နီးပါးအကြာလူရှိပြန်ထွက်လာပြီးမိန့်ခွန်းပြောတော့ဒီအကြောင်းကိုတစုံတစထည့်ပြောဖို့ပါတယ်။ من عرض می‌کنم دشمن ملت ایران همون دشمن ملت فلسطین است همون دشمن ملت لبنان است همون دشمن ملت عراق است دشمن ملت مصر است
دشمن ملت سوریه است دشمن ملت یمن است دشمن یکی است شیوه های دشمن در کشورهای مختلف است یک جا با جنگ روانی یک جا با فشار اقتصادی یک جا با بمب‌های دوتونی یک جا با سلاح یک جا با لبخند این سیاست رو دارن پیش میبرن دشمنان ما اما اتاق فرمان یک جاست လီခါမီနီကခုဆိုအသက်85နှစ်ရှိနေပါပြီခုကြုံနေရတဲ့အခြေအနေတွေဟာသူ့အရင်အယာတိုလာခိုမီနီလက်ထက်ကနဲ့မတူတော့ပါဘူးဤပညာတွေစစ်လက်နက်ပစ္စည်းတွေမတူတော့သလိုခါမီနီအပေါ်လူထုရဲ့ယုံကြည်ကိုးစားမှုကလည်းအယာတိုလာခိုမီနီလောက်မများပါဘူးအလီခါမီနီရဲ့တပ်တန်းတစ်လျှောက်အစ္စရေးနဲ့အပြန်အလှန်ဇကနာထိုးချင်းချောက်ပြောဆိုနေခဲ့ပေမဲ့ခုတစ်ချိန်လောက်ပြင်းထန်တဲ့စစ်ပွဲမျိုးမဖြစ်ခဲ့ဘူးပါဘူးဒီတစ်ချိန်ဟာအလီခါမီနီအတွက်တိတ်ခါပိုင်းရောသူခြံခဲ့ရမယ်တမိုင်းအတွက်ပါအင်မတန်အရေးပါလိမ့်မယ်လို့သုံးသပ်သူတွေကဆိုကြပါတယ်အီရန်ရှားဘီယံလက်ထက်ခိုမီနီတိုင်းပြည်ကနေထွက်ပြေးရချိန်မှာအလီခါမီနီကပြည်တွင်းကနေရှုပ်ဝက်အစည်းအဝေးတွေတရားပွဲတွေသတင်းစကားဖြန့်တာတွေခိုမီနီရဲ့ဘာသာရေးနိုင်ငံရေးတရားကက်ဆက်တိတ်ခွေတွေကိုအဓိကဖြန့်ချီပေးနေခဲ့တဲ့သူဖြစ်ပါတယ်ရှားဘီယံရဲ့အနောက်တိုင်းပုံစံသွတ်သွင်းတဲ့စီမံကိန်းကိုအယာတိုလာခိုမီနီလိုပဲပြင်းပြင်းထန်ထန်ဆန့်ကျင်သူဖြစ်ပေမဲ့အလီခါမီနီကိုယ်တိုင်ကတော့အမေရိကန်စာရေးဆရာဂျွန်စတိန်ဘတ်တို့ပြင်သစ်စာရေးဆရာဗစ်တာယူဂိုတို့ရဲ့ပရိသတ်တစ်ယောက်ပါအလီခါမီနီဟာမတ်စ်ဝါဒါနဲ့အစ္စလမ်ဘာသာရေးကိုပေါင်းစပ်ရောမှွေပြီးဘာသာရေးနိုင်ငံရေးပုံစံသစ်တိဆောက်ခြင်းသူတွေနဲ့လည်းအင်မတန်ရင်းနှီးခဲ့သူလို့ဆိုကြပါတယ်ပြောရရင်သူကဘာသာရေးထက်နိုင်ငံရေးကိုပိုပြီးအားသန်သူလို့ဆိုကြပါတယ်အယာတိုလာခိုမီနီပြည်နှံခံရပြီးရှောင်တိန်နေရတဲ့အချိန်ပြည်တွင်းကဆန္ဒပြပွဲတွေကိုနောက်ွယ်ကနေစီစဉ်တဲ့သူကလည်းအလီခါမီနီပါပဲ1989အီရန်တော်လှန်ရေးမှာရှားဘီယံထွက်ပြေးပြီးခိုမီနီပြည်တော်ပြန်လာတော့ခိုမီနီဘေးမှာတစ်ချိန်လုံးမြင်တွေ့နေရတာလေအလီခါမီနီပဲဖြစ်ပါတယ်။ယာတိုလာခိုမီနီကဘုရားသခင်ကအနှင်းနဲ့အာဏာနဲ့အုပ်ချုပ်ခြင်းအစ္စလာမစ်ဥပဒေနဲ့တိုင်းပြည်ကိုစတင်အုပ်ချုပ်နေတဲ့အချိန်မှာအလီခါမီနီကတော့တနိုင်ငံလုံးရဲ့ဘာသာရေးအုပ်ဆောင်ဖြစ်နေပါပြီ။1982ခုနှစ်ဘုရားဝတ်ပြုနေတဲ့အချိန်မှာပါဆယ်ဘုံနဲ့လောက်ကျန်ခံခဲ့ရဘူးပါတယ်။အသက်မသေးခဲ့ပေမဲ့သူ့လက်တစ်ဖက်ကိုအကြီးအကျယ်ထိခိုက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချက်ကအလီခါမီနီကိုနိုင်ငံရေးအရာနောက်တစ်ဆင့်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတယ်လို့ဆိုနိုင်ပါလိမ့်မယ်။နောက်ထပ်၈နှစ်ကြာ1989ခုနှစ်မှာအယာတိုလာခိုမီနီကွယ်လွန်သွားတော့သူ့အရာကိုအလီခါမီနီကဆက်ခံခဲ့ပါတယ်။အလီခါမီနီဟာအနိုင်မဲ့ခေါင်းဆောင်ဖြစ်ချင်းမှာပဲသူ့ကိုသစ္စာခံတဲ့သူတွေကိုယာထုတွေတိုးပေးပြီးတော့သူနဲ့အစည်းမကပ်သူတွေကိုတော့ဖယ်ရှားရှင်းလင်းပစ်ခဲ့ပါတယ်။1996ခုနှစ်တွေဟာအီရန်နိုင်ငံအတွက်တော်လှန်ရေးအလွန်ပြန်လည်တည်ဆောက်ရေးကာလဖြစ်ပါတယ်။စစ်ရေးနဲ့ပတ်သက်လို့အလီခါမီနီပထမအဆုံးလုပ်တာကအစ္စလာမစ်တော်လှန်ရေးတပ် IRGC နဲ့ Hezbollah တို့ကြားကဆက်ဆံရေးကိုပိုတိုးလိုက်တယ်လို့ Hezbollah ပေါ်ထောက်ပံ့မှုကိုလည်းအရင်ကထပ်ပိုးပြီးမြင့်တင်ခဲ့သူဖြစ်ပါတယ်။1998ခုနှစ်မှာပြုပြင်ပြောင်းလဲရေးသမားတူဖြစ်တဲ့မိုဟာမက်ခါတာမီသမ္မတဖြစ်လာတော့အမေရိကန်နဲ့ပိုပြီးနီးကပ်ဖို့ကြိုးစားလာတာကိုအလီခါမီနီကခွင့်ပြုခဲ့ပါတယ်။အဲဒီတုန်းကအီရန်နဲ့အမေရိကန်ဆက်ဆံရေးကောင်းလာခဲ့တယ်လို့တောင်ဆိုရပါလိမ့်မယ်။ဒါပေမဲ့2003ခုနှစ်အမေရိကန်တပ်တွေအီရတ်ကိုကျူးကျော်ရောက်ရှိလာချိန်မှာတော့ IRGC ရဲ့အထောက်ပံ့နဲ့ရပ်တည်နေခဲ့တဲ့ Shia Islamic အဖွဲ့ပေါင်းများစွာနဲ့အမေရိကန်တပ်တွေကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်လာခဲ့ပါတော့တယ်။အမေရိကန်ကတော့အဲဒီတုန်းကအီရတ်နိုင်ငံထဲက Shia Islamic အဖွဲ့တွေကို IRGC ကအဓိကထောက်ပံ့ပေးထားတယ်လို့ပေါ်တင်ပဲဆွဆွဲခဲ့ပါတယ်။အမေရိကန်စစ်သားတော်တော်များများတိုက်ခိုက်ခံခဲ့ရပါတယ်။ဒေါ်နယ်ထရမ့်လက်ထက်မှာအမေရိကန်အစိုးရထုတ်ပြောလာတဲ့စာရင်းအရတော့ IRGC နောက်ခံပေးထားတဲ့အဖွဲ့တွေရဲ့လက်ချက်ကြောင့်2003ခုနှစ်ကနေ2017ဂျာကာလအီရတ်မှာအမေရိကန်တပ်သားပေါင်း608ယောက်သေကျေခဲ့တယ်လို့ဆိုပါတယ်။အီရတ်နိုင်ငံက Shia Islamic အဖွဲ့တွေကိုအဓိကကြိုးကင်သူကတော့ IRGC ရဲ့လက်ခွဲ Quds တပ်ဖွဲ့ဖြစ်ပါတယ်။ဒီတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကတော့ကာဆင်ဆိုလီမာနီပါပဲ။2020ခုနှစ်ဇန်နဝါရီလတုန်းကအမေရိကန်ကကာဆင်ဆိုလီမာနီကိုဒရုန်းနဲ့ရှင်းပစ်ခဲ့ပါတယ်။ဒါတွေကြောင့်လည်းအီရန်ကအစ္စရေးကိုစေတန်အသေးစားလေးလို့ခေါ်ပြီးတော့အမေရိကန်ကိုတော့စေတန်အကြီးစားလို့သုံးနှုန်းတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း2015ခုနှစ်အိုဘားမားကအီရန်အစိုးရနဲ့နူသဘောတူညီချက်လုပ်တဲ့အချိန်မှာအလီခါမီနီကမကန့်ကွက်ခဲ့ပါဘူး။သုံးသပ်သူတချို့ပြောတာကတော့
နျူကလ িয়ার ဘုံပိုင်ဆိုင်ခြင်းနဲ့ IRGC ထိပ်ပိုင်းခေါင်းဆောင်တွေကိုတော့အလီခါမီနီကဖြောင်းဖြခဲ့တယ်လို့ဆိုကြပါတယ်။ပြည်တွင်းမှာနူထုတ်လုပ်ရေးအတွက်သဘောတူညီမှုလုပ်ထားပေမဲ့ပြည်ပမှာတော့တွန်းလှန်ပုန်ကန်မှုမဟာမိတ်တပ်ဖွဲ့ကိုအလီခါမီနီကအကြီးအကျယ်ထောက်ပံ့နေခဲ့ပါတယ်။အဲဒါကတော့ဂါဇာကဟာမတ်စ်၊လက်ဘနွန်ကဟက်ဇ်ဘိုလာ၊ယီမင်ကဟူသီနဲ့ဆီးရီးယားနဲ့အီရတ်မှာရှိတဲ့ရှီယာအစ္စလာမ်တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာအလီခါမီနီပုံအောမြုံနှံလာခဲ့တဲ့တွန်းလှန်ပုန်ကန်မှုမဟာမိတ်အဖွဲ့တွေကဟက်ဇ်ဘိုလာကိုပြီးခဲ့တဲ့နှစ်ပိုင်းတွေကအစ္စရေးကချိနေသွားအောင်လုပ်ပစ်ခဲ့ပါတယ်။တစ်ဖက်မှာဆီးရီးယားမှာအာဆတ်ထွက်ပြေးသွားပြီးအဲ့ဒီမှာအခြေစိုက်နေခဲ့တဲ့ဟက်ဇ်ဘိုလာတွေလည်းဖျို့ဖျဲဖြစ်ခဲ့ပါတယ်။ဟာမတ်စ်ခေါင်းဆောင်ပိုင်းအားလုံးကိုရှင်းလင်းခဲ့ပြီးတော့နောက်တစ်ချိန်ခေါင်းပြန်မထောင်နိုင်အောင်လုပ်မယ်လို့လည်းကြုံဝါထားတော့တွေ့ရပါတယ်။ခုချိန်ဒီအစ္စရေးကိုတိုက်ခိုက်နေသေးတဲ့အီရန်မဟာမိတ်ကယီမင်ကဟူသီတွေပဲကြံတော့တယ်လို့ဆိုရမှာပါ။တစ်ခုလုံးကိုခြုံကြည့်လိုက်ရင်အလီခါမီနီပုံအောခဲ့တဲ့တွန်းလှန်ပုန်ကန်မှုမဟာမိတ်ဆိုတာရုပ်လုံးတော်မပေါ်တော့ပါဘူး။တနည်းအားဖြင့်အလီခါမီနီရဲ့ခြေတံလက်တံတွေကျိုးပဲ့ကုန်တာပဲလို့သုံးသပ်သူတွေကဆိုကြပါတယ်။ခုနောက်ဆုံးသူ့ဘေးကတကယ်လက်ယုံလူယုံစစ်ဗိုလ်ချုပ်ကြီးတွေအားလုံးဒီပါတပ်ဖြတ်ခံလိုက်ရတာဟာအလီခါမီနီအတွက်ပြည်ပမှာရောပြည်တွင်းမှာပါဆုံးရှုံးမှုအကြီးဆုံးလို့ဆိုရတော့မှာပါ။ယူရေနီယံတန်းစင်စက်ရုံတွေမစ်ဆိုင်းဒုံးထုတ်လုပ်ရေးအစီအစဉ်တွေအားလုံးကိုတိုက်ခိုက်ဖြစ်စီခဲ့တဲ့အစ္စရေးဟာမနေ့ကစပြီးအီရန်ရဲ့စီးပွားရေးပင်မအသက်သွေးကြောဖြစ်တဲ့ရေနံတွင်းတွေရေနံလုပ်ငန်းတွေကိုအဓိကထားတိုက်ခိုက်လာတာတွေ့ရပါတယ်။အစောပိုင်းတုန်းကအစ္စရေးပြောခဲ့တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မလာစေချင်တာကြောင့်တိုက်ခိုက်ရပါတယ်ဆိုတာဟာခုတော့အစ္စရေးမှာဒီထက်ပိုတဲ့ရည်ရွယ်ချက်တွေရှိနေပြီလားလို့မေးရတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာတော့အစ္စရေးအီရန်တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲအီရန်ရှားဘရင်ရဲ့သားရီဇာပါလာဘီရဲ့အသံတွေပြန်ညံလာပါတယ်။အီရန်တော်လှန်ရေးပြီးရှားဘရင်နဲ့သူ့ကျင်ရတော်တို့တိုင်းပြည်ကမှထွက်ခွာခင်လေးတွေမှာပဲရှားဘရင်ရဲ့သားရီဇာပါလာဘီကတိုင်းပြည်ကနေထွက်ခွာခဲ့သူဖြစ်ပါတယ်။အသက်64နှစ်ရှိနေပြီဖြစ်တဲ့ရီဇာပါလာဘီကသူသာအီရန်နောက်ဆုံးမင်းဆက်ရဲ့အမွေဆက်ခံသူအရိုက်အရာဆက်ခံသူဖြစ်တယ်လို့ကြွေးကြော်ထားတဲ့သူပါ။ဒါပေမဲ့သူ့အနေနဲ့ဘရင်စနစ်ကိုပြန်အသက်မသွင်းခြင်းဘူးလို့လည်းပြောထားပါတယ်။သူကအမေရိကမှာနေထိုင်ပါတယ်။ပြီးတော့အစ္စရေးအစိုးရနဲ့လည်းအင်မတန်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်တုန်းကအစ္စရေးနိုင်ငံကိုတွားရောက်လဲပတ်ခဲ့ပြီးတော့နေတန်ယာဟုအပါအဝင်အစ္စရေးအစိုးရအဖွဲ့ဝင်တော်တော်များများနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အစ္စရေးအစိုးရကတော့သူ့ကိုပြည်ပရောက်အိမ်ရှိမင်းသားလို့သုံးနှုန်းပြီးတော့သူ့ရဲ့အစ္စရေးခီးစဉ်ကိုအစ္စရေးသမိုင်းမှာအထူးခြားဆုံးထိပ်တန်းအီရန်တအူးလဲပတ်မှုလို့သုံးနှုန်းခဲ့ပါတယ်။ရီဇာပါလာဘီကခုဖြစ်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့23ရက်နေ့ကအလီခါမီနီကိုအပြစ်ပုံချတဲ့ကြေညာချက်တစ်စောင်ထွက်လာပါတယ်။အလီခါမီနီဟာအီရန်နိုင်ငံကိုစစ်ပွဲရဲဆွဲခေါ်ခဲ့တာလို့သူကဆွဆွဲပါတယ်။ပြီးတော့အီရန်အစိုးရပြိုကျသွားနိုင်ပါတယ်။ကျွန်တော်အီရန်နိုင်ငံသူနိုင်ငံသားတွေကိုပြောဘူးသလိုထပ်ပြောရရင်အီရန်ကိုခမရတို့ပိုင်ပါတယ်။အီရန်ကိုခမရတို့ပြန်တောင်းယူကြပါ။ကျွန်တော်ကခမရတို့နဲ့အတူတူရှိနေပါတယ်။ကြံ့ကြံ့ခိုင်းကြပါ။ကျွန်တော်တို့နိုင်မှာပါလို့ကြေညာချက်ထဲရေးသားထားပါတယ်။ပြီးတော့သူထပ်ပြောတာကနိုင်ငံတကာအတိုင်းဝိုင်းကိုဒီမှာပြောချင်တာကတော့ဒီပေဂါနီအကြမ်းဖက်အစိုးရကိုအသက်ဆက်ခွင့်မပေးကြပါနဲ့တော့လို့ကြေညာချက်ထဲရေးသားထားပါတယ်။အစ္စရေးကအီရန်ကိုစတိုက်ခဲ့တဲ့ပြီးခဲ့တဲ့တောက်ကြနေ့ကအစ္စရေးဝန်ကြီးတူကသူ့ဆိုရှယ်မီဒီယာပေါ်မှာရီဇာပါလာဘီနဲ့တွဲလျက်တပ်ပုံကိုတင်ခဲ့ပါတယ်။မင်းညကအထိနောက်ဆုံးသိရသမျှအစ္စရေးဟာအီရန်ရဲ့နိုင်ငံပိုင်အတန်လွှင့်ဌာနကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အတန်လွှင့်ဌာနအဆောက်အုံအစိပ်ပိုင်းတချို့မီးလောင်နေတာကိုလည်းရုပ်သံတွေထဲမြင်ရပါတယ်။ Live လွှင့်ပြီးသတင်းတင်ဆက်မှုခဏရပ်သွားခဲ့ပေမဲ့ပြန်စနေပြီလို့တန်လွှင့်ဌာနကကြေညာထားပါတယ်။အီရန်နိုင်ငံမြို့တော်တီဟီရန်မြို့ထဲကနေပြည်သူတွေထွက်ခွာပေးကြဖို့အစ္စရေးကကြိုတင်သတိပေးထားတာလည်းတွေ့ရပါတယ်။တီဟီရန်မြို့ထဲကစစ်ရေးနဲ့ဆက်နွယ်နေတဲ့နေရာတွေကိုတိုက်ခိုက်မှုတွေလုပ်သွားမယ်လို့အစ္စရေးကကြေညာပါတယ်။တစ်ဖက်မှာတော့တောင်တရုတ်ပင်လယ်တာဝန်ထမ်းဆောင်နေတဲ့အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘော USS Nimitz ကအရှေ့အလယ်ပိုင်းကိုသွားနေပြီလို့အမေရိကန်ကာကွယ်ရေးဌာနကမနေ့ကကြေညာထားပါတယ်။ဒီတိုင်းထဲမှာပဲကနေဒါနိုင်ငံမှာစတင်ကျင်းပနေပြီဖြစ်တဲ့ G7 ထိပ်သီးအစည်းအဝေးပွဲမှာအစ္စရေးအီရန်အရေးကိုခေါင်းဆောင်တွေဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီပွဲမှာအစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်လို့ဒေါ်နယ်ထရမ့်ကနှစ်ဖက်လုံးအတော်အထိနာနေပြီလို့ဆိုပါတယ်။ပြီးတော့သူဆက်ပြောတာကဒီပွဲကအီရန်နိုင်မဲ့ပွဲမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ခင်ဗျာ။အစားဆုံးနားဆင်ပေးခဲ့ကြတာကျေးဇူးတင်ပါတယ်။အားလုံးအဆင်ပြေကြပါစေဗျာ။